ကျွန်တော်မိဘတွေရဲ့မင်္ဂလာနှစ်ပတ်လည်ကိုဆင်နွှဲဖို့အတွက်သူတို့ကိုစိန်ခံစားတောက်ဆိုင်မှာညစာကျွေးခဲ့ပါတယ်ကြားတင်ငွေက2000ပဲရှိရမှာပါဒါပေမဲ့ငွေရှင်းဖို့သွားတဲ့အခါစပွဲထိုးကရွှန်း6000နဲ့ထောင်ကျတဲ့ဘေးကိုပေးလာပါတယ်ဘေးကမှားနေတာပါစပွဲထိုးကစာတိုလေးတစ်ဆောင်ကိုပါကမ်းပေးပြီးလူကြီးမင်းတယောက်ကသူ့သားရဲ့တက္ကသိုလ်ဝင်ခွင့်ဂုဏ်ပြုစပွဲအတွက်ရွှန်း6000ဖို့ကိုခမရရဲ့ဘေးလဲမှာပေါင်းထည့်ခိုင်းသွားပါတယ်လို့ပြောပါတယ်အဲ့ဒီလူကသူဟာကျွန်တော်ရဲ့ဦးလေးဖြစ်ကြောင်းနဲ့အခုလိုလုပ်ဖို့ကျွန်တော်ကပဲညွှန်ကြားထားတာဖြစ်ကြောင်းစာရေးထားခဲ့ပါသေးတယ်လိန်ညာထားတဲ့အဲ့ဒီစာကိုကြည့်ပြီးကျွန်တော်ချက်ချင်းပဲ130ရဲစခန်းကိုဖုန်းခေါ်လိုက်တယ်ဟဲလိုအရာရှိခင်များဟုံရင်စားတောက်ဆိုင်မှာကျွန်တော်ရွှန်း6000လိန်လေခံလိုက်ရလို့ပါဖုန်းချပြီးနောက်ကျွန်တော်ရဲ့နာရီကိုချွတ်လိုက်ပြီးဒိုင်းခွက်ဘေးကိုလက်နဲ့အသားအရာပုတ်တက်နေမိတယ်ကျွန်တော်မျက်လုံးတွေကချက်ချင်းဆိုသလိုဆူရှသွားခဲ့ပြီးဒီစင်ရဲသားဦးလေးကခန်းထားတဲ့စပွဲကြီးလုပ်ပြီးကျွန်တော်ကိုအကွက်စင်လာလာပြီးတော့ကျွန်တော်ကပဲခိုင်းတာပါဆိုပြီးပြောသေးတယ်ပေါ့ဒါကအတိတ်ပဲမရှိလိုက်တာဒေါသတွေကခေါင်းထဲအထိအရှိန်နဲ့တက်လာပြီးလက်သီးကိုတင်းတင်းဆုပ်ထားမိတယ်ဒီနေ့ကမိဘတွေရဲ့မင်္ဂလာနှစ်ပတ်လည်နေ့လေဒီပြဿနာတွေကြောင့်သူတို့ရဲ့စိတ်အခြေအနေကိုမပျက်စီးစေချင်ဘူးသူတို့တွေပျော်ပျော်ရွှင်ရွှင်စားတောက်နေတာလေးကိုပဲတွေးရင်စိတ်ကိုအေးထားဖို့အသက်ပြင်းပြင်းရှူလိုက်တယ်ပြီးတော့အခန်းထဲကိုအပြုံးလေးနဲ့ပြန်ဝင်သွားပြီးဖုန်းကိုစပွဲပေါ်တင်ထားလိုက်တယ်ဘာဖြစ်လို့လဲတားသွားတာကြားလိုက်တာလို့မေးတော့ကျွန်တော်ကမန်နေဂျာနဲ့ခဏစကားပြောနေလို့ပါကဲအဖေသားလက်ဖက်ရည်ထက်ထည့်ပေးမယ်လို့ပြန်ပြောလိုက်တယ်ကျွန်တော်ရင်နွေးအိုးကိုကင်လိုက်တဲ့အချိန်မှာပဲစပွဲပေါ်ကဖုန်းကတုံးခါလာပါတယ်မိသားစုကိုဖြာက message တစ်ခုတက်လာပြီးအတန်ဖိုင်ကအလိုလျောက်ပွင့်သွားတယ်အဲ့ဒါဦးလေးချန်ပေါင်ကိုရဲဝင်ကြွားနေတဲ့အတန်မှာပဲချန်ဟောင်မင်းကတော့ဟုတ်နေတာပဲဒီပွဲနဲ့တပင်ဂုံပြူပွဲကတကယ်ကိုခန်းထားတာပဲစိတ်မပူနဲ့ဦးလေးအပေါ်ဒီလိုပဲတိတက်ပါဦးမင်းမိဘတွေကိုလည်းဦးလေးပြောပြပြီးသူတို့အားလုံးကမင်းကိုတိတက်တဲ့သားဆိုပြီးချီးကျူးနေကြတာအခန်းတစ်ခုလုံးတိတ်ဆိတ်သွားတယ်သူတို့တွေကျွန်တော်ကိုစဝေးစဝါနဲ့ကြည့်နေကြတယ်ချန်ပေါင်ကိုရဲ့အတန်ကလည်းရုတ်တရက်ရက်သွားတယ်ဘေကမှားနေတာလေမိဘတွေကနားမလည်နိုင်တဲ့မျက်နှာပေးနဲ့ကြည့်နေကြတော့ပဲဧည့်သည်တယောက်ကမူပြီးရှောက်လုပ်နေတာလားကိစ္စမရှိပါဘူးအဖေနဲ့အမေရင်စားနေကြပါဘာဧည့်သည်လဲညလည်းတော်တော်မိုးချုပ်နေပြီကျွန်တော်တန့်စင်ကန်းသွားပြီးအရှိကကောင်တာကိုခဏသွားလိုက်ဦးမယ်ချက်ချင်းပြန်လာခဲ့ပါမယ်အရာရှိခင်ဗျာဒါကနားလည်မှုလွဲတာပါဒီမစ္စတာချန်ကကျွန်တော်တို့ဟိုတယ်ရဲ့ပဲဧည့်သည်ပါလို့မန်နေဂျာကပြောတယ်သူ့ဦးလေးကမိသားစုစပွဲလုပ်တာပါအဆက်အသွယ်လေးနည်းနည်းလွဲသွားလို့ပါခင်ဗျားကတယောက်ယောက်ကခင်ဗျားအယောင်ဆောင်ပြီးရွှန်း60သူညကျော်သုံးသွားတယ်ဆိုပြီးရဲခေါ်တဲ့လူမဟုတ်လားဟုတ်ပါတယ်ကျွန်တော်ကဒီနေ့မိသားစုစပွဲအတွက်အခန်းသေးလေးပဲ booking လုပ်ထားတာပါဒီရွှန်း6000ကျော်တန်းပွဲအကြောင်းကျွန်တော်လုံးဝမသိသလိုဘယ်သူကမှလည်းခွင့်မပြုထားပါဘူးမစ္စတာချန်အဲ့လိုပြောလို့မရဘူးလေခင်ဗျားရဲ့ဦးလေးမစ္စတာချန်ပေါင်ကောကအတိအကျ booking လုပ်ထားတာပါကုန်ကြစည်ကိုလည်းခင်ဗျားရဲ့အကောင့်ထဲမှာထည့်ထားပြီးသားသူကခင်ဗျားကိုအကြောင်းကြားထားတယ်လို့လည်းပြောပါတယ်မစ္စတာချန်ပေါင်ကောရှိသလားသူကပွဲပြီးတာနဲ့ပြန်သွားပြီသက်ဆိုင်သူကဒီမှာမရှိတဲ့အပြင်ပြေစာကလည်းရှိနေတော့ဒါကစီးပွားရေးဆိုင်ရာအငင်းပွားမှုဖြစ်သွားပြီးဒါကြောင့်နှစ်ဖက်ညှိနှိုင်းကြည့်ကြဖို့ကျွန်တော်အကြံပြုချင်ပါတယ်ညှိနှိုင်းလို့မရရင်တော့ဥပဒေကြောင်းအရဆက်လုပ်နိုင်ပါတယ်မစ္စတာချန်ရရှိပြောသူပဲဒါကမိသားစုကိစ္စပါကျွန်တော်တို့ဟိုတယ်ကတော့စီးပွားရေးလုပ်နေတာဆိုတော့ကျွန်တော်ကိုအရှုံးခံခိုင်းတာလားကက်နဲ့ပေးရမလားဒါမှမဟုတ်ဘဏ်ကနေလွှဲပေးရမလားမန်နေဂျာဝန်ကျွန်တော်ရဲ့တန်တရက်ကမိသားစုကိစ္စမဟုတ်ဘူးခင်ဗျားတို့ဟိုတယ်ရဲ့စီမံခန့်ခွဲမှုလုပ်ငန်းစဉ်တွေပေါ်မှာပါကျွန်တော်တို့ဟိုတယ်ကကျန်ကားပွင့်စင်လုပ်ငန်းစဉ်တွေပါဘာမှဆရာရှိလို့လဲပြဿနာကအကြီးကြီးပဲရွှန်း60သူညကျော်တဲ့ကုန်ကြစည်ကိုကျွန်တော်ရဲ့ကိုယ်တိုင်အတည်ပြုချက်ဖုန်း message ဒါမှမဟုတ်လက်မှတ်မပါပဲတတိယလူတစ်ယောက်ရဲ့စကားနဲ့တင်ကျွန်တော်အကောင့်ထဲထည့်လိုက်တယ်ပေါ့မန်နေဂျာဝန်ခင်ဗျားကပညာရှင်တစ်ယောက်ပဲဒါကခင်ဗျားတို့ရဲ့ဘဏ္ဍာရေးစီးမြင်တွေနဲ့ကိုက်ညီရလားမစ္စတာချန်ပေါင်ကောကခင်ဗျားဦးလေးလေကျွန်တော်တို့ကယုံကြည်တာပေါ့ဆွေမျိုးရင်းတွေကြားမှာတော့ငွေစရင်းကရှင်းရမှာပါဘယ်သူမဆိုခင်ဗျားတို့ပြည့်ဧည့်သည်ရဲ့ဆွေမျိုးပါဆိုပြီးတောင်းတဲ့ချီတဲ့ငွေတွေကိုစိတ်ကြိုက်သုံးခွင့်ပေးနေရင်ဟိုတယ်ရဲ့ဂုဏ်သိက္ခာကဘာဖြစ်သွားမလဲဒါကိုသာအပြင်ကလူတွေသိရင်ဘယ်သူကခင်ဗျားတို့စီမှာယုံကြည်လာသုံးရတော့မှာလဲကျွန်တော်ကအကျိုးအကြောင်းမသိတဲ့လူမဟုတ်ဘူးအဲ့ဒီနေ့ကပုကင်အသေးစိတ်ကိုကျွန်တော်ကိုပြပါဒါကိုကြည့်ဦးမန်နေဂျာဝန်ဥပဒေအရဒါကိုအပေါ်ရန်ကိုယ်စားလှယ်စနစ်လို့ခေါ်တယ်ကျွန်တော်ကခွင့်ပြုကြောင်းဘာမှမလုပ်ထားတဲ့အတွက်ဒါကအကျုံးမဝင်ဘူးခင်ဗျားတို့ကဒါကိုဆက်လုပ်ချင်သေးတယ်ဆိုရင်ခင်ဗျားတို့ဟိုတယ်ကကြီးလေးတဲ့ပေါ်စားမှုကိုကျူးလွန်ရရောက်ပြီးပူးတွဲတာဝန်ယူရလိမ့်မယ်မစ္စတာချန်စိတ်မဆိုးပါနဲ့ဦးကျွန်တော်အဖြစ်တစ်ခုပေးပါမယ်ဒါကဟိုတယ်အတွက်လည်းထွက်ပေါက်တစ်ခုပေါ့ကျွန်တော်ဒီနေ့ဒီအကျွေးကိုမဆက်နိုင်ဘူးဒါပေမဲ့ခင်ဗျားတို့ရဲ့အမှားကိုလည်းမီဒီယာတွေကိုမဖွင့်ချပဲထားပေးမယ်ကျွန်တော်ဦးလေးကိုကိုယ်တိုင်သွားရှာပြီးအကျွေးဆက်ခိုင်းဖို့3ရက်အချိန်လိုတယ်3ရက်ပဲဒီ3ရက်အတွင်းခင်ဗျားတို့ဟိုတယ်ကကျွန်တော်ကိုရောကျွန်တော်မိသားစုကိုပါဘယ်လိုနည်းနဲ့မှလာပြီးမနှောက်ယှက်ရဘူး3ရက်ကြာလို့မှပြဿနာကမပြေလည်သေးရင်တော့ကျွန်တော်တို့ထပ်ပြီးစကားပြောကြတာပေါ့နောက်တစ်ဆင့်ကတရားရုံးဖြစ်သွားနိုင်တယ်ဘယ်လိုလဲကောင်းပါပြီမစ္စတာချန်ခင်ဗျားပြောသလို3ရက်နေရင်သတင်းဆောက်ပါမယ်ဟိုတယ်ရဲ့လှည့်ပတ်တကားကနေထွက်လာပြီးတပြင်းချလိုက်ရုံရှိသေးမျက်နှာကပြက်နေတဲ့ဦးလေးချန်ပေါင်ကောကကျွန်တော်စီအတင်းလျှောက်လာပါတော့တယ်သူ့ရဲ့အော်ဟစ်တန်တွေကအနောက်ကနေထွက်လာပြီးဆွေမျိုးတချို့ကလည်းကျွန်တော်တို့ကိုဝိုင်းထားကြတယ်ချန်ဟောင်မင်းကတော့ဟုတ်နေပြီပေါ့ပတ်စံလေးနည်းနည်းအတွက်နဲ့ရဲတိုင်နေပေါ့လေမင်းကချန်မီသားစုတစ်ခုလုံးရဲ့တိတ်ခါကိုချလိုက်တာပဲဟုတ်တယ်ချန်ဟောင်အေးစစ်စစ်ပြောကြပါဦးဘာလို့ရဲတိုင်တာလဲဒီသတင်းသာအပြင်ထွက်သွားရင်ကြားလို့မှမကောင်းတာဦးလေးဒါကပတ်စံအကြောင်းမဟုတ်ဘူးဒါဆိုပါအကြောင်းလည်းပြောစမ်းဒါကမင်းကြီးလေးတက္ကသိုလ်ဝင်ခွင့်ရတဲ့ဝမ်းသာစရာနေလေမိသားစုအတွက်ဂုဏ်ယူစရာပဲဦးလေးအနေနဲ့မင်းကိုစားအဆအရာစီစဉ်ပေးပြီးမျက်နှာပွင့်အောင်လုပ်ပေးတာလေအဲ့ဒါငါမသလားဦးလေးကကျွန်တော်နာမည်ကိုတုံးပြီးရွှန်း60သူညကျော်ကျွန်တော်ခွင့်ပြုချက်မပါပဲတုံးခဲ့တာလေငါကမင်းကိုတိတက်တဲ့သားဖြစ်အောင်ကူညီပေးတာပါမင်းမိဘတွေကအိုနေပြီးလာဖို့ကလည်းအဆင်မပြေဘူးလေဒါကြောင့်သူတို့ကိုစားဦးလေးကဝင်လုပ်ပေးတာပေါ့အခုတော့မြို့ပေါ်မှာပတ်စံလေးနည်းနည်းရလာတာနဲ့ငါတို့လိုဆင်းရဲတဲ့ဆွေမျိုးတွေကိုအဖက်တောင်မလုပ်တော့ဘူးလားဒီကလေးကတကယ်ကျေးဇူးကမ်းတာပဲဦးလေးပေါ်ကျေးဇူးတင်လိုက်မယ်ထင်နေတာအခုတော့ကိုဦးလေးကိုထောင်ထဲပို့ဖို့ကြံနေတာလားမင်းကိုငငယ်ကလေးကငါကပြုစုပြောထောင်လာတာလေအခုတော့ဒီလိုပဲပြန်ပေးဆက်တာလားဒါကချင်းချောင်းငွေတောင်းတာနဲ့အတူတူပဲဦးလေးဒီမှာလူတွေရှုပ်ပြီးအနေရရှိတယ်အိမ်ပြန်ရောက်မှပဲစကားပြောရအောင်ငါပြောထားမယ်ဒါကဒီတိုင်းပြီးသွားမှာမဟုတ်ဘူးဆွေမျိုးတို့ရေကျွန်တော်ရင်ကျိုးရပါပြီ
ဒီကျေးဇူးကမ်းတဲ့ကောင်လေးအတွက်ကျွန်တော်အကုန်လုံးပေးဆက်ခဲ့တာအခုတော့သူကပတ်စံကုန်တာကိုညီးတွားပြီးကျွန်တော်ကိုလိမ်လည်မှုနဲ့ရဲတိုင်နေတယ်ဗျာမင်းဦးလေးကိုထောင်ထဲပို့ရဲတယ်ပေါ့မင်းမှာနှလုံးသားမရှိဘူးလားကျွန်တော်အိမ်ထဲဝင်လိုက်တာနဲ့အဖေရဲ့ညီမြန်းနေတဲ့မျက်လုံးတွေကိုမြင်လိုက်ရတဲ့အဲ့ခန်းကစပွဲပေါ်မှာဖုန်းကလည်းလင်းနေတော့မဲ့မိသားစု group ဖြတ်ထဲကစကားပြောမှတ်တမ်းတွေကတရက်ဆက်တက်နေတာမင်းဦးလေးပြောတာတွေကအမှန်ပဲလားမင်းကပတ်စံအတွက်နဲ့ကိုဦးလေးကိုတရားစွဲတော့မှာလားအဖေထင်တယ်လို့မဟုတ်ပါဘူးအဲ့ဒါဦးလေးကငါဘာမှနားမထောင်ချင်ဘူးငါမင်းကိုမေးမယ်မင်းရဲတိုင်ခဲ့တာဟုတ်သလားမင်းဦးလေးနဲ့မိသားစုတစ်ခုလုံးကိုအဆက်ခွဲနေတာလားသူကကျွန်တော်နာမည်သုံးပြီးရွှန်6,200သုံးခဲ့တာလေအဖေကျွန်တော်ကာကွယ်ဖို့နဲ့အခြေအနေတွေကိုရှင်းလင်းဖို့ရဲတိုင်ရတာပါဒါကအရေးကြီးဆုံးပဲသူမနေရင်တော့ဒါကမိသားစုကိစ္စလေငါတို့ရဲ့အပုံနဲ့တွေကိုအပြင်လူတွေသိအောင်မလုပ်သင့်ဘူးနားလေလားအဖေဒါကမိသားစုကိစ္စမဟုတ်ဘူးလိမ်လည်မှုပါအခုတစ်ခေါက်သာကျွန်တော်လက်ခံလိုက်ရင်နောက်တစ်ခါသူကကျွန်တော်ကိုသုံးပြီးချင်းငွေတွေယူအောင်မလေးဒါကမူဝါဒဆိုင်ရာကိစ္စပါမင်းရဲ့မူဝါဒတွေကိုအရှုံးမပေးနိုင်ဘူးပေါ့မင်းရဲ့မူဝါဒဆိုတာကုမိသားစုကိုပြန်တိုက်ဖို့လားမင်းငယ်ငယ်ကလေးကလူကြီးကိုယူသေးရမယ်ညီကိုချင်းစီးလို့ရမယ်လို့ငါဘယ်လိုတင်ပေးခဲ့လဲမင်းဦးလေးဘလောက်ပဲမှပါစေသူကငါရဲ့ညီရင်းလေဒီကိစ္စပြီးရင်ငါကဘိုးဘွားတွေရဲ့မျက်နှာကိုဘယ်လိုကြည့်ရမှာလဲကျွန်တော်ပတ်စံကောပတ်စံမဟုတ်ဘူးလားကျွန်တော်ပင်ပန်းရှာထားတဲ့ပတ်စံတွေကိုသူကဒီလိုပဲဖြုံးတိပြရမှာလားအဖေကြိုးချောင်းဆင်ခြင်ပေးပါဦးအကြီးမားဆုံးသောကြိုးချောင်းဆင်ခြင်မှုကမိသားစုတန်ရောစင်ပဲပတ်စံတောင်းကနန်းလေးအတွက်နဲ့ကိုဦးလေးကိုတော့ဆုံးပြရက်တယ်ပေါ့ငါ့ကိုလာပြီးအကြောင်းပြချက်မပေးနဲ့မင်းလိုသားမျိုးငါမှမရှိဘူးဟဲလိုချန်ဟောင်းလားငါမင်းရဲ့တတိယတော်လေးပါမင်းကဘာဖြစ်လို့ဒီလောက်တောင်မသိတတ်ရတာလဲမင်းဦးလေးကမင်းအတွက်ကောင်းအောင်လုပ်ပေးတာလေအခုတော့မင်းကျင့်နေပြီလားမိသားစုတစ်ခုလုံးကငါတို့ကိုဝိုင်းရနေကြပြီးကျွန်တော်ဖုန်းကအိမ်ဖုန်းပါတောက်လျှောက်မိနေပါတယ်အဖေကဖုန်းကိုစိုက်ကြည့်ရင်တုံရင်နဲ့ဖုန်းကိုကင်လိုက်တယ်အကိုကြီးနောက်ဆုံးတော့ဖုန်းကင်ပြီပေါ့ချန်ဟောင်းကိုတေချာဆုံးမပေးဘူးသူဖြစ်သူကဦးလေးကိုဒီလိုလုပ်ရသလားကျွန်တော်တို့ယူတော့မှာပဲမိသားစု group ထဲမှာလည်းအကြီးအကျယ်ဖြစ်နေကြပြီအကိုကြီးတို့မိသားစုကပတ်စံအတွက်နဲ့တန်ရောစင်မရှိတဲ့ကျေးဇူးကမ်းတဲ့လူမျိုးတွေထွက်လာတယ်လို့ပြောနေကြပြီခမ ्या ကကျွန်တော်ရဲ့ခဲကိုပဲဒီကလေးရဲ့မတိနာမလဲမှုကြောင့်ခမ ्या ရဲ့ဂုဏ်သတင်းပျက်စီးသွားတာကိုဒီအတိုင်းထိုင်ကြည့်နေမှာလားသူ့ဦးလေးကသူ့ဘက်ကရက်တီပေးတာကိုသူကကျေးဇူးမသိပဲပြန်ကြိုက်တယ်ပေါ့တရွာလုံးကခမ ्या ကိုမိဘမပီတာဘူးလို့ကဲရဲကြမှာကိုမကြောက်ဘူးလားအဖေသူတို့ပြောတာတွေမယုံနဲ့သူကတမင်တကာတွေးထုတ်နေတာသူရဲတိုင်ခဲ့သလားဦးလေးကိုတရားစွဲမှာလားဟုတ်တယ်ဒါပေမဲ့အဲ့ဒါကဦးလေးအမှားလုပ်ခဲ့လို့လေအဖေတတိထားပါဦးအခုကအဲ့ဒီလိုအချိန်မဟုတ်ဘူးမျက်နှာตาပေးတာတွေကိုရက်လိုက်ပါတော့အဖေကြောင့်ကျွန်တော်ရဲ့ဂုဏ်သိက္ခာတွေအကုန်ပြတ်ကုန်ပြီအဖေတခုခုစားပါဦးညစာတောင်မစားရသေးဘူးကျွန်တော်ကိုယုံပါဒါကိုကျွန်တော်အဆင်ပြေအောင်ဖြေရှင်းပါမယ်အဖေတို့ကိုအခက်မတွေ့စေရပါဘူးဒါပေမဲ့ဒီကိစ္စမှာတော့ကျွန်တော်အလျှော့ပေးလို့မရဘူးမင်းပြောတဲ့အဆင်ပြေအောင်ဖြေရှင်းမယ်ဆိုတာကချန်ကောဟွာရဲ့သားကပတ်စံအတွက်နဲ့ကိုဦးလေးကိုတောင်ရဲစခန်းပို့တဲ့သွေးတဲ့လူလို့အားလုံးကိုသိအောင်လုပ်တာလားမဟုတ်ဘူးကျွန်တော်တရားမျှတမှုကိုပဲလိုချင်တာပါတရားမျှတမှုမိသားစုတန်ရောစင်တွေကြားမှာမင်းကတရားမျှတမှုအကြောင်းလာပြောနေတာလားမင်းငယ်ငယ်ကဦးလေးကမင်းပေါ်ဘလို့ဆက်ဆံခဲ့လဲမေးသွားပြီလားမင်းငယ်ငယ်ကရေထဲကြတော့မှဘသူကအရင်ဆုံးခုန်ဆင်းပြီးကဲခဲ့တာလဲမင်းဦးလေးပဲလေအခုတော့ပတ်စံတောင်းကနန်းလေးအတွက်နဲ့သူ့ကိုမိဘုံနဲ့တွန်းပို့တော့မှာလားအဲ့ဒါတွေကအတိတ်ကကိစ္စတွေလေးတစ်ခုချင်းစီခွဲပြီးစဉ်းစားရမှာပါငါအသက်ရှိနေတည်ပြီးတော့အဲ့ဒါမျိုးလုပ်ခွင့်မပေးဘူးမင်းဦးလေးကိုထပ်ပြီးပြဿနာရှာရဲရင်ငါအလောင်းကိုအရင်ကြော်သွားလိုက်ဖေးပါဖြစ်တာလဲအဖေကကျွန်တော်ကိုလက်ညှိုးထိုးရင်းနာကျင်နေတဲ့မျက်နှာပေးနဲ့စကားတောင်မဆုံးသေးခင်မှာပဲခန္ဓာကိုယ်ကပျော့ခွေပြီးလဲကျသွားပါတယ်ကျွန်တော်ထိတ်လန့်တကြားနဲ့ပြေးသွားလိုက်တယ်အဖေဘာဖြစ်တာလဲမဟုတ်ဘူးလေအဖေကခမ ्या ကလူနာရဲ့မိသားစုဝင်မဟုတ်လားလူနာကစိတ်လှုပ်ရှားမှုပြင်းထန်ပြီးရုတ်တရက်လဲကျသွားတာပါဆေးရုံမှာစောင့်ကြည့်ဖို့လိုပါတယ်အဖေဒီလိုဖြစ်သွားတာကျွန်တော်ကြောင့်လားအခုချိန်မှာသူ့ကိုစိတ်ထက်မဆိုးအောင်ဂရုစိုက်ရပါမယ်အဖေတတိယလာပြီလားဆရာဝန်ကအနားယူဖို့ပြောတယ်ဒါဆန်ပြုတ်လောက်လာတယ်စားနိုင်တဲ့လောက်စားလိုက်ပါဦးအဖေရဲ့ဒီလိုမလုပ်ပါနဲ့ကျွန်တော်ကြောင့်အဖေအခက်တွေ့ရမှန်းသိပါတယ်ဒါပေမဲ့သူကကျွန်တော်ကိုခွင့်မလွတ်သေးဘူးအဖေစိတ်မပူနဲ့ဒီကိစ္စကိုကျွန်တော်အသေးချဖြေရှင်းပါမယ်အဖေကိုထပ်ပြီးစိတ်မစင်းရဲစေရတော့ပါဘူးလူငယ်လေးဒီလက်မှတ်ကရိုးရိုးတန်းတန်းခွင့်ပြုချက်လက်မှတ်နဲ့မတူဘူးနော်ကျွန်တော်ဟိုတယ်ဘုတ်ကင်စာရွက်ကိုကြည့်ပြီးကြောင်နေတော့မှပဲအဖိုးတယောက်ရဲ့ချောင်းဆိုးတန်ကိုကြားလိုက်ရတယ်ကျွန်တော်ကောင်းမောကြည့်လိုက်တော့မျက်မှန်တက်ထားတဲ့အဖိုးတယောက်ကိုတွေ့လိုက်ရတယ်ပါဘာပြောလိုက်တာလဲခင်ဗျာဒီလက်မှတ်ကကြည့်ရတာဟန်ပါပေမဲ့ရေးထားတဲ့အချက်လက်တွေကတွန့်ဆုတ်နေတယ်ပြီးတော့အဆုံးသတ်မှာလဲတဘာဝမကျတဲ့ရက်တက်မှုတွေရှိနေတယ်ဒါကတခြားတယောက်ကိုယုံကြည်နဲ့ပေးထားတဲ့ခွင့်ပြုချက်လက်မှတ်မျိုးမဟုတ်ပဲတခုခုကိုဖုံးကွယ်ချင်နေတဲ့ပုံစံမျိုးဖြစ်နေတယ်ဘာဖြစ်လို့လဲလူငယ်လေးကျွန်တော်ဘာလို့ရမှန်းမသိတော့လို့ပါသူ့ကိုကြိုးချောင်းပြပြီးပြောပေမဲ့သူကနားမထောင်ဘူးကျွန်တော်မိသားစုကိုဖုံးဆက်တော့လဲအားလုံးကကျွန်တော်ကိုပဲမတိတတ်တဲ့သားလို့ထင်နေကြတယ်အခုအဖေကစေးရုံမှာကျွန်တော်ကိုလည်းမတွေ့ချင်ဘူးအားလုံးကကျွန်တော်အမားလို့ပဲပြောနေကြတယ်သူကလူကြီးဖြစ်နေုံနဲ့သူလှုပ်ချင်ရလှုပ်လို့ရသလားကျွန်တော်နာမည်ကကြမ်းကြမ်းပါရှိနေတယောက်ပေါ့လူငယ်လေးမင်းပြောတာတွေကိုငါနားလဲပါတယ်မင်းရဲ့အကြီးမားဆုံးပြဿနာကမင်းဟာထောင်ချောက်ထဲမှာပိတ်မိနေတာပဲမင်းပိတ်မိနေတယ်သူတို့ကဆွေမျိုးတော်ဆက်မှုနဲ့ကျေးဇူးတရားတွေကိုတုံးပြီးမင်းအတွက်လှောင်အိမ်တစ်ခုလုပ်ထားတာမင်းကသူတို့နဲ့ဘယ်သူမှတယ်ဘယ်သူမှန်းနဲ့ဆိုတာကိုအဲ့ဒီလှောင်အိမ်ထဲမှာညင်းနေတာလေဒါပေမဲ့လှောင်အိမ်ထဲကအငင်းပွားမှုမှာအနိုင်ရသူရှိနိုင်မလားဆိုတာမင်းစဉ်းစားဘူးတလားဆွေမျိုးတော်ဆက်မှုကကိုကျင့်တရားဆိုင်ရာကိစ္စပါဒါပေမဲ့ရွှန်60တူညဆိုတာကတော့ဥပဒေကြောင်းအရာကိစ္စပါမင်းအခုလုပ်ရမှာကသူတို့နဲ့ညင်းနေဖို့မဟုတ်ဘူးတက်တေရှာပြီးဥပဒေဆိုတဲ့လက်နက်နဲ့အဲ့ဒီလောင်အင်ကိုရိုက်ခွဲပစ်ဖို့ပဲလမ်းနဲ့လမ်းရှိတယ်
ငါပြောခဲ့တယ်လို့ပဲဟိုတယ်ရဲ့ခွင့်ပြုချက်လုပ်ငန်းစဉ်ကကိုယ်တိုင်ကပြဿနာရှိနေတာကျန်ငါပွင့်အဆင့်ဟိုတယ်တစ်ခုကဒီလောက်များတဲ့ကုန်ကျစရိတ်ကိုဒီလိုမျိုးပေါ့ဆဆစစ်ဆေးခဲ့တာဟာသူတို့မှညင်းမရတဲ့တာဝန်ရှိတယ်ဒါကသူတို့ရဲ့တာဝန်ပြတ်ကွက်မှုဖြစ်ပြီးမင်းအတွက်အားသာချက်ပဲဒါကိုကျွန်တော်သူတို့ကိုအရင်ကပြောခဲ့ပူပါတယ်ဒုတိယအချက်ကပိုပြီးတိုက်ရိုက်ကြတယ်မင်းဦးလေးလိုပတ်စံတိတ်မရှိတဲ့လူကဘာလို့ဒီလောက်ဈေးကြီးတဲ့ဟိုတယ်မှာပွဲလုပ်ရတာလဲအနောက်ကွယ်မှာတခုခုရှိမနေဘူးလားဥပမာဒီကိစ္စကိုကင်တွယ်တဲ့မန်နေဂျာဝန်နဲ့ဦးလေးကြားမှာမလျှော်ဩဇာသုံးတာမျိုးပေါ့ဟုတ်တယ်ဦးလေးပါလို့မန်နေဂျာဝန်နဲ့ဒီလောက်တောင်ရင်းနှီးနေရတာလဲမှတ်ထားပါအဓိကအချက်ကိုပဲတိုက်ခိုက်ပါတချို့ချိန်တွေမှာအတန်ကျဲဆုံးလူကတကယ်အန္တရာယ်မဟုတ်ပါဘူးတခုခုလို့ရင်ဖုန်းဆက်လိုက်ပါငွေကိုတေကွင်းတေကွက်ကိုရိုက်ပါဟေးအဖေးအိပ်ပြီလားဟောင်ကောဘယ်ချိန်ရှိပြီလဲအလုပ်ကိစ္စလားငါမင်းရဲ့အကူအညီလိုတဲ့အရေးကြီးတယ်မင်းကအပညာရှင်မဟုတ်လားလူတယောက်ကိုရှာပေးပါသူ့ရဲ့ရည်စားဟောင်းကဘယ်သူလဲဆိုတာအထိပါရှာပေးနာမည်ကဝင်ကြန့်ကျွင်းအသက်40ဝန်းကျင်ဟုံရင်စားတောက်ဆိုင်ကပွဲမှန်နေကြပါသူ့ရဲ့လူသိရှင်ကြားအချက်လက်တွေအကုန်ရှာပေးပါဥပဒေပေါင်းတွင်းကနေပဲတော့သူခြံထားခဲ့တဲ့တဲလွန်စလေးတွေရှိရင်တော့ငါအကုန်ရှာထုတ်နိုင်တယ်မင်းဘာလို့သူ့ကိုစုံစမ်းနေတာလဲငါဦးလေးစီကနေလက်ယူထားတယ်လို့တန်တရားရှိလို့ပါလစာဘယ်လောက်ပဲကောင်းကောင်းဟိုတယ်မန်နေဂျာတယောက်ကဒီလောက်အထိမသုံးနိုင်ဘူးသူ့ပတ်စံတွေဘယ်ကလာတာလဲမန်နေဂျာဝန်ဟာလှုပ်ဝက်ဖဲဝိုင်းတစ်ခုကိုခဏခဏသွားလေးရှိပြီးအဲ့ဒီဝိုင်းရဲ့အိမ်ရှင်ကတော့ခမ ्या ဦးလေးရဲ့ခဲအိုဖြစ်နေတာကိုရှာတွေ့ခဲ့ပါတယ်ကျွန်တော်ဖုန်းမျက်နှာပြင်ကိုကြည့်ရင်အံ့ဩသွားမိတယ်အခုမှအားလုံးကရှင်းသွားတော့တယ်ဖဲဝိုင်းဦးလေးရဲ့ခဲအိုမန်နေဂျာဝန်အရင်ကတခုနဲ့တခုမဆိုင်တယ်လို့ဖြစ်နေတဲ့အချက်တွေကအခုတော့ဆက်ဆက်သွားပြီးအာဖေးကဦးလေးနဲ့သူ့ခဲအိုရဲ့ကုမ္ပဏီဘဏ်စရင်းတွေကိုပါထပ်စစ်ပေးခဲ့ပါတယ်အဲ့ဒီပွဲမတိုင်ခင်နဲ့ပွဲပြီးမှမန်နေဂျာဝန်စီကိုတန်တရားဖြစ်ပွဲငွေလွှဲထားတာတွေရှိသလားကွန်ပျူတာပွဲအပြီးနောက်တစ်နေ့မှာကုမ္ပဏီစရင်းကနေရွမ်20တူညကိုမန်နေဂျာဝန်ရဲ့ဇနီးစီဒီဇိုင်းတိုင်ပင်ခံကြီးဆိုတဲ့အကြောင်းပြချက်နဲ့လွှဲပေးခဲ့ပါတယ်တကယ်ကိုကွက်တိကျတဲ့အကြောင်းပြချက်နဲ့အကျိုးအမြတ်လွှဲပြောင်းမှုပါပဲအာဖရိက screenshot တွေငွေလွှဲမှတ်တမ်းတွေနဲ့ဘဏ်စရင်းနံပါတ်တွေအကုန်ပို့ပေးခဲ့ပါတယ်ဒါကကျွန်တော်တို့ရဲ့အနိုင်ဖဲပဲဒါကိုဘယ်လိုသုံးမလဲသူတို့မျက်နှာကိုဒါနဲ့ရိုက်ပစ်လိုက်ဒီလိုလူမျိုးတွေနဲ့ငါတို့မပတ်သက်ဘူး right ဖြစ်ဖို့ကပန်းနိုင်မဟုတ်ဘူးသူတို့ကိုနာကျင်စေဖို့ကြောက်ရွံ့စေဖို့နဲ့သူတို့လုပ်ခဲ့တဲ့လုပ်ရက်တွေအတွက်ပြန်ပေးဆက်စေဖို့ပဲမိုးလင်းခဲ့ပြီးရှေ့နေတယောက်အနေနဲ့ရှေ့နေចောင်းကြားစာနှစ်ဆောင်ကိုကျွန်တော်ရေးဆွဲပြီးပါပြီတစ်ဆောင်ကိုတော့ဟုံရင်စားတောက်ဆိုင်ရဲ့ဥပဒေရေးရာဌာနစီမန်နေဂျာဝန်ရဲ့အဂတိလိုက်စားမှုတပ်တွေနဲ့အတူပို့လိုက်မယ်နောက်တစ်ဆောင်ကတော့ဦးလေးချန်ပေါင်ကော်ရဲ့အိမ်ကိုအမြန်ချောဖို့နဲ့ပို့လိုက်ပါတယ်ကျေးဇူးတင်ပါတယ်ရှေ့နေကြံရပါတယ်ဒါကမင်းရတဲ့ရထိုက်တဲ့တရားမျှတမှုပဲဒီညတော့ကောင်းကောင်းအိတ်လိုက်ပါလူငယ်လေးမနှက်ဖြန်ကစပြီးမင်းကအိတ်မပြောရမယ့်သူဖြစ်မှာမဟုတ်တော့ဘူးပွဲဌာနကမန်နေဂျာဝန်ငါရုံးခန်းကိုချက်ချင်းလာခဲ့စမ်းမကောင်းတော့ဘူးကိစ္စတော့အကြီးကျယ်ဖြစ်ပြီမန်နေဂျာဝန်ထိုင်ပါဦးဟာဒရိုက်တာအရေးကြီးတာရှိလို့ကျွန်တော်ကိုခေါ်တာလားဒရိုက်တာဒါကနားလည်မှုလွဲတာပါအဲ့ဒီချမ်းအောင်ဆိုတဲ့ကလေးကဘာမှနားမလည်ပဲရှောက်ပြောနေတာပါအဲ့ဒီပတ်စံကကျွန်တော်မိမတခြားသူတွေအတွက်ပုံစံထုတ်ပေးလို့ရတဲ့အချိန်ပိုင်းလောက်ခါပါဒါကဟိုတယ်ရဲ့စီးပွားရေးနဲ့ဘာမှမဆိုင်ပါဘူးဟမ်ဒါကဒီဇိုင်းတိုင်ပင်ခံကြီးဟုတ်လားမန်နေဂျာဝန်ခမ ्या မိမကပြီးသူကဒီဇိုင်းဒါမှမဟုတ်အတွင်းပိုင်းလာစင်တာတွေတင်ထားလို့လားကျွန်တော်သိတဲ့လောက်တော့သူကအမြဲတမ်းအိမ်မှာပဲကလေးထိန်နေပြီးတခါတလေမှလမ်းထိပ်မှာဟင်းသီးဟင်းရွက်ရောင်းတာလေသူကဘယ်တော့ကဒီဇိုင်းတိုင်ပင်ခံဖြစ်သွားတာလဲဒါတွေအကုန်လုံးကချမ်ပေါင်ကော်လောက်တာပါသူကကျွန်တော်ကိုကူညီဖို့တောင်းပန်ခဲ့တာတူကလည်းသဘောတူတယ်အရင်ပေးထားပါနောက်မှပြန်ရှင်းမယ်လို့ပြောခဲ့တာသူကအဓိကလက်တယ်ပဲသူကကျွန်တော်ကိုဒုက္ခပေးတာမန်နေဂျာဝန်ကုမ္ပဏီမှာပွဲမန်နေဂျာမရှိရင်ဖြစ်ပေမဲ့စီးပွားရေးလိမ်လည်မှုသတင်းမျိုးတွေမှာတော့ကုမ္ပဏီနဲ့မပါစေချင်ဘူးအပြင်လူတယောက်ကိုအဖြစ်ပုံချပြီးခမ ्या ကိုကုမ္ပဏီကကာကွယ်ပေးလိမ့်မယ်ထင်နေတာလားဟိုတယ်ရဲ့ဂုံတိတ်ခါကခမ ्या ရဲ့အနာဂတ်ထက်အများကြီးပိုတန်ဖို့ရှိတယ်ကျွန်တော်တော့သွားပြီးလုံးဝကိုသွားပြီးဟေးမန်နေဂျာဝန်ကိစ္စတွေပြည်လဲသွားပြီလားကျွန်တော်ပြောသားပဲအဲ့ဒီကလေးကကြောက်အောင်ခြောက်နေတာပါသူဘာမှမလုပ်ရဲပါဘူးချမ်ပေါင်ကိုခမ ्या ကတော့ကျွန်တော်ကိုဖျက်ဆီးလိုက်ပြီကုမ္ပဏီကကျွန်တော်ကိုအလုပ်ထုတ်လိုက်ပြီးရဲလဲတိုင်တော့မှဒါတွေအကုန်လုံးကခမ ्या ရဲ့အကြံပုတ်တွေကြောင့်ပဲဘာအလုပ်ထုတ်တာလဲရဲတိုင်တာလဲရှောက်မပြောနဲ့ကျွန်တော်ဘယ်တော့ကခမ ्या ဒုက္ခရောက်တာကခမ ्या ကိုယ်တိုင်ရွေးချယ်ခဲ့တာပဲကျွန်တော်ကိုလာပြီးအပြစ်မပုံနဲ့ခမ ्या ရဲ့ခဲဥပေးခဲ့တဲ့ရွှေ2000ဒီဇိုင်းကြီးကခမ ्या နဲ့ဘာမှမဆိုင်ဘူးလို့ပြောရဲသလားဘာပတ်စံလဲကျွန်တော်ဘာမှမသိဘူးလာပြီးဆွဆွဲမနေနဲ့ခမ ्या ကကျွန်တော်ကိုဆွဲချချင်နေတာလားမရဘူးလေကျွန်တော်ကသူ့ဦးလေးပဲသူကျွန်တော်ကိုဘာမှမလုပ်ရဲပါဘူးချမ်ပေါင်ကိုခမ ्या စောင့်နေလိုက်မစ္စတာချန်ဟောင်ကောကျွန်တော်တို့စကားပြောရအောင်လေဟုတ်ပြီလားကျွန်တော်အကုန်လုံးဖွင့်ပြောပါမယ်မန်နေဂျာဝန်ရဲ့ငွေကိုတောင်းပန်နေတာတွေကိုကျွန်တော်ဗာမျက်နှာပေးမှမပြပဲနားထောင်နေခဲ့တယ်သူကြောက်ရွံ့နေတာတွေနဲ့တောင်းပန်တာတွေအကုန်ပြောပြီးတဲ့အထိစောင့်နေလိုက်တယ်မနေ့ဖြန်မနေ့10နာရီမှာကြည်ရှင်းလက်ဖက်ရည်ဆိုင်ဒုတိယထပ်ကတီးတန့်ခန်းမှာတွေ့ကြတာပေါ့ကျွန်တော်ဦးလေးနဲ့ရှိနေကူပါခေါ်လာခဲ့မယ်အားလုံးအတူတူစကားပြောကြမယ်ချန်ဟောင်မင်းနောက်ဆုံးတော့သတိဝင်လာပြီပေါ့ငါပြောသားပဲမိသားစုကိစ္စကိုတကားပိတ်ပြီးပြောလို့မရစရာပါရှိလဲဘာလို့ဒီလောက်ထိလုံနေရတာလဲဒါကမင်းငါထားတဲ့ရှိနေလားဒီရွယ်ကြီးအထိအိမ်မှာပဲမနေပဲဘာလို့ငါတို့မိသားစုကိစ္စတွေလာပါနေတာလဲငါပြောထားမယ်တရားသူကြီးတောင်မှမိသားစုကိစ္စဆိုရင်ဆုံးဖြတ်ရခက်တာခင်ဗျားပြောတာမှန်ပါတယ်အပြင်လူတွေကမိသားစုကိစ္စတွေဝင်မစွက်ဖက်တင်ပါဘူးဒါပေမဲ့လိမ်လည်မှုနဲ့အဂတိလိုက်စားမှုဆိုတာမိသားစုကိစ္စမဟုတ်ဘူးမင်းလျှောက်ပြောနေတာပဲဘာဟောင်ကောလဲသူလောက်တာလေသူကကျွန်တော်ကိုခိုင်းတာအဲ့ဒီရွမ်20တူညဆိုတာလဲသူပေးတာသူခဲ OC ကယူခိုင်းတာလေ
ကျွန်တော်မှာတက်တည်ရှိတယ်မန်နေဂျာဝန်ရဲ့တုံရင်နေတဲ့လက်ညှိုးကကျွန်တော်ဦးလေးစီကိုညွှန်ပြနေပါတယ်ချန်ပေါင်ကော်ရဲ့မျက်နှာပေါ်ကဝင်ကြွားမှုတွေကချက်ချင်းဆိုသလိုထိတ်လန့်မှုနဲ့အယုံကြည်မရှိတဲ့ပုံစံမျိုးပြောင်းသွားတယ်ဝန်ကြံကျွင်းမင်းကတကယ်ကျေးဇူးကမ်းတဲ့ကောင်ပဲမင်းကငါ့ကိုဆွဆွဲရဲတယ်ပေါ့ကျွန်တော်ကအမှန်တိုင်းပြောတာလေခမ ्या ကကျွန်တော်ကိုဒီမိဘုံနဲ့တဆင်ချင်းတွန်းပို့ခဲ့တာအခုတော့ခမ ्या ကထွက်ပြေးပြီးကျွန်တော်ကိုပဲပြစ်ထားခဲ့မလို့လားမရဘူးလေငါမင်းကိုဘလို့ဆက်ဆံခဲ့လဲမင်းကိုထမင်းကျွေးတယ်ဖဲဝိုင်းခေါ်သွားပေးတယ်အဲ့ဒါကိုမင်းကဒီလိုပဲပြန်ပေးဆက်တာလားပြန်ပေးဆက်တာဟာအဲ့ဒါပြန်ပေးဆက်တာလားခမ ्या ကကျွန်တော်ကိုပါဆွဲချနေတာလေကျွန်တော်ကိုဦးလို့ထင်နေတာလားခမ ्या အတွက်အရန်စီမံကိန်းမထားခဲ့ဘူးလို့ထင်နေတာလားအားလုံးဒါကိုနားထောင်ကြည့်ပါဦးဒါဘသူအတန်လဲဝယ်ညီလေးစိတ်မပူနဲ့ငါတူကမြို့မှာအလုပ်တွေအဆင်ပြေနေတာဒါပေမဲ့သူကခေါင်းမှာတော့မမေးရဲဘူးဟိုတယ်ကိုသူပဲခွင့်ပြုတယ်လို့ပြောပြီးသူ့အကောင့်နဲ့ထည့်လိုက်သူမေးလာရင်တော့ငါကပဲသူဘာမှမလုပ်ရဲဘူးလို့ပြောတယ်လို့ပြောလိုက်မင်းကငါအတန်ကိုခိုးပြီး record လုပ်ထားတယ်ပေါ့ record တင်မကဘူး screenshot တွေပါရိုက်ထားတာကြည့်လိုက်ဦးဒီကိစ္စပြီးရင်ခမ ्या ပေးတဲ့ရွှေ2000လငွေကနေတပြားမှမလျှော့စေရဘူးလို့ခမ ्या ကိုယ်တိုင်ကတိပေးခဲ့တာမဟုတ်လားပြီးတော့ဒီစကလုံးတွေကိုလည်းခမ ्या ပဲတင်ပေးခဲ့တာလေတခုခုဖြစ်ရင်ခမ ्या ပဲတာဝန်ယူမယ်ဆိုအခုတာဝန်ယူပြလေမင်းလိုကောင်းငါမင်းကိုတက်ပြစ်မယ်လာလေဘသူကိုကြောက်ရမှာလဲအကုန်လုံးထောင်ထဲအတူတူသွားကြတာပေါ့မစ္စတာချန်ပေါင်ကိုခမ ्या ကိုကျွန်တော်တို့တရားဝင်အကြောင်းကြားပါတယ်ဒီရွှေ6000နဲ့ထောင်ကို3ရက်အတွင်းပြန်မဆက်ရင်လိမ်လည်မှုနဲ့တရားစွဲပါမယ်ကျွန်တော်ဦးလေးချန်ပေါင်ကိုဟာအရင်လိုမဝင်ကြွနိုင်တော့ပါဘူးသူကမန်နေဂျာဝန်ရဲ့ဆွဆွဲချက်တွေကိုညှင်းကျင်သေးပေမဲ့အထွေထွေမန်နေဂျာရဲ့အေးဆက်ဆက်မျက်နှာပေးကြောင်းသူ့ရဲ့မျှော်လင့်ချက်တွေအကုန်ပျောက်သွားရတယ်သူဟာထိုင်ကုန်ပေါ်မှာကြောင်ပြီးထိုင်နေုံပဲတက်နိုင်တော့တယ်ရှိနေချမ်းကမန်နေဂျာဝန်ရဲ့ကိုယ်ပိုင်လုပ်ရက်တွေနဲ့ဟိုတယ်ရဲ့စီမံခန့်ခွဲမှုပေါ်ဆမှုကြောင့်မစ္စတာချန်နဲ့မိသားစုအပေါ်ဖြစ်ခဲ့တဲ့ထိခိုက်မှုတွေအတွက်အနုညွတ်တောင်းပန်ခဲ့ပါတယ်ဟိုတယ်ရဲ့ဥပဒေရေးရာဌာနကစစ်ဆေးပြီးနောက်မန်နေဂျာဝန်ဟာမစ္စတာချန်ရဲ့ခွင့်ပြုချက်မပါဘဲပွဲကုန်ကြစည်တွေကိုထည့်သွင်းခဲ့တာဖြစ်ပြီးလက်ယူခဲ့တာကိုလည်းရှာတွေ့ခဲ့ပါတယ်ဒါကဟိုတယ်ရဲ့စီမင်းတွေကိုပြင်းပြင်းထန်ထန်ချိုးဖောက်တာပါဒါကြောင့်ဟိုတယ်အနေနဲ့မစ္စတာချန်ပေါ်အကြွေးတောင်းတာတွေကိုချက်ချင်းရပ်ဆိုင်းလိုက်ပြီးစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအတွက်လည်းရောကြီးပေးဖို့သဘောတူပါတယ်ဒါအပြင်မန်နေဂျာဝန်ကလည်းအလုပ်ကနေချက်ချင်းထုတ်ပစ်လိုက်ပြီးအလွဲသုံးစားမှုနဲ့ဥပဒေအရဆက်လက်အရေးယူသွားမှာဖြစ်ပါတယ်ကျွန်တော်ဟိုတယ်ရဲ့တောင်းပန်မှုကိုလက်ခံပါတယ်ဒါပေမဲ့ဒီကိစ္စကြောင့်ကျွန်တော်အဖေဆေးရုံတက်နေရတော့မှသူခံစားခဲ့ရတဲ့နာကျင်မှုနဲ့အရှက်ရမှုတွေကိုတောင်းပန်ရုံလေးနဲ့တော့မရပါဘူးကျွန်တော်တို့နားလည်ပါတယ်ရှိနေချမ်းနဲ့အသေးစိတ်ဆက်ပြီးညှိနှိုင်းသွားပါမယ်မန်နေဂျာဝန်ရဲ့ဝန်ခံချက်အရဦးလေးချန်ပေါင်ကိုဟာမယောကန်တဲ့အကျိုးအမြတ်တွေရယူဖို့အတွက်ပူးပေါင်းကြံစည်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဟိုတယ်အနေနဲ့ဦးလေးကိုလည်းဥပဒေအရအရေးယူပိုင်ခွင့်ရှိပါတယ်ဒါကဘလို့ဖြစ်ရတာလဲမန်နေဂျာဝန်ခင်ဗျားကျွန်တော်ကိုဘလို့လုပ်ရတာလဲချန်ဟောင်မင်းဦးလေးကိုဒီလိုမလုပ်ပါနဲ့ဦးလေးချန်ပေါင်ကိုဟာထိုင်ကုန်ပေါ်ကိုပုံလဲကျသွားပါတယ်သူ့ရဲ့မျက်လုံးတွေကအေးဆက်နေတဲ့ဥပဒေဒရိုက်တာနဲ့ရွမ်60နှစ်သူမြတန်ပေချာမှာကူးချီတန်းချီဖြစ်နေတယ်သူ့ရဲ့အကြံစီတွေနဲ့ထွက်ပေါက်တွေအကုန်လုံးပိတ်သွားခဲ့ပြီးသူအရာအလုံးဆုံးရှုံးသွားပြီးကျွန်တော်စီမှာပဲနောက်ဆုံးမျှော်လင့်ချက်ကိုထားပါတော့တယ်ကြည်ပါဦးဒါကနားလည်မှုလွဲတာပါဦးလေးကခဏလေးဝေခွဲမရဖြစ်သွားလို့ပါမင်းသူတို့ကိုကူပြောပေးပါဦးတို့တွေကမိသားစုတွေလေဒရိုက်တာတကယ်တော့အစကတည်းကမစ္စတာချန်ဟောင်ရဲ့လက်မှတ်မပါတဲ့ဒီစာချုပ်ဟာခင်ဗျားတို့ဟိုတယ်ဘက်ကရှုံးနေမှုတေချာနေပြီးသားပါဒါကြောင့်ဒီနေ့ရလက်ကတိုက်ဆိုင်မှုမဟုတ်ပဲဖြစ်လာရမယ့်အရာပါကျွန်တော်အမှုတည်ရဲ့ငွေကြေးပြဿနာကတော့အကုန်ပြေလည်သွားပါပြီကျန်တာကတော့ခင်ဗျားတို့ဟိုတယ်နဲ့မစ္စတာချန်ပေါင်ကိုတို့ရဲ့ကိစ္စပဲဖြစ်ပါလိမ့်မယ်ဒါအမြန်ပြန်လာခဲ့ပါဦးမင်းဦးလေးကငါ့ကိုဖုံးဆက်ပြီးငိုနေတယ်မင်းကသူ့ကိုထောင်ထဲပို့ပြီးဘဝပြတ်အောင်လုပ်နေတယ်ဆိုပြီးပြောနေတယ်ဘာတွေဖြစ်ကုန်တာလဲအမေရဲ့စိုးရိမ်တကြီးငိုယိုနေတဲ့အတန်ကိုကြားရတော့ကျွန်တော်တကယ်ကိုစိတ်တက်ကြသွားမိတယ်မျက်လုံးကိုမှိတ်ပြီးအသက်ပြင်းပြင်းရှူလိုက်တယ်ဦးလေးရဲ့ငိုယိုနေတဲ့ပုံရိပ်ကခေါင်းထဲမှာမြင်အောင်လာတယ်သူ့ရဲ့နောက်ဆုံးရုံးကန်မှုတန်ရောစင်ကိုတုံးပြီးချင်းချောက်တာကစတင်လာပါပြီအမေစိတ်မပူနဲ့သူ့စကားတွေကိုမယုံပါနဲ့ကျွန်တော်အခုပဲပြန်လာခဲ့မယ်ရောက်မှအေးစစ်စစ်ပြောကြတာပေါ့အိမ်နီးနားချင်းတို့ရေကျွန်တော်ကိုတရားစီရင်ပေးကြပါဦးကျွန်တော်ကခဏလေးဝေခွင့်မရဖြစ်သွားပြီးကိုသားအတွက်လုပ်ပေးခြင်းရုံလေးပါအခုတော့ကျွန်တော်တို့ကကျွန်တော်ကိုတတ်တော့မယ်ဗျာရွှန်း6000ကျော်တဲ့ဒါကကျွန်တော်ကိုတေခိုင်းတာနဲ့အတူတူပဲတို့တွေကဦးလေးနဲ့တူတွေလေးတွေးကရေးထက်နောက်တယ်မဟုတ်လားသူကကျွန်တော်ဦးလေးပဲလေချမ်းပြင်ကအေးနေတာဒေါ်လေးတို့နဲ့ညီလေးတို့ကိုအေးမမိစေနဲ့ဘာဖြစ်လို့လဲအိမ်ထဲဝင်ပြီးမှပြောကြတာပေါ့နောက်ဆုံးတော့မင်းကငါ့ကိုတွေးဖို့သဘောတူပြီးပေါ့ဦးလေးမသွားတာသိပါတယ်အခုတစ်ခေါက်တော့ခွင့်လွှတ်ပေးပါဦးအဖေနဲ့အမေတကားဖွင့်ပေးလိုက်ပါဦးလေးတို့ကိုအိမ်ထဲဝင်ခိုင်းလိုက်ခင်ဗျားတို့ကဒီလောက်တောင်ရက်ဆက်ရသလားကျွန်တော်ကိုအသေးလေးဖြစ်အောင်လုပ်တာခင်ဗျားတို့အတွက်ဘာကောင်းမှလဲချန်ပေါင်ကော်ရဲ့မျက်နှာကဒေါသတွေနဲ့ရှုံးမဲ့နေပါတယ်သူကချင်းချောက်မှုတွေနဲ့သူ့ရဲ့တိတ်ခါကိုပြန်ဆယ်ဖို့ကြိုးစားနေတာပါဦးလေးကျွန်တော်မှတက်တည်မရှိသေးတော့ဒီလိုပဲဟန်ဆောင်နေလို့ရမယ်ထင်နေတာလားဘာအတွက်ဟန်ဆောင်နေတာလဲငါအမှန်တိုင်းပြောနေတာလေငါကခဏလေးဝေခွင့်မရဖြစ်သွားတာပါမင်းဖေအတွက်ရောမင်းသားရဲ့ပွဲနေတဲ့ပင်အတွက်ပါဂုံပြူပေးခြင်းရုံလေးပါအဲ့ဒါကဘလို့ဖြစ်လို့ခင်ဗျားတို့ကိုဒုက္ခပေးတာဖြစ်သွားရတာလဲဦးလေးတချို့အရာတွေကဦးလေးပုံမှာရောကျွန်တော်ပုံမှာပါမမူတည်ပါဘူးအမှန်တရားကပဲစကားပြောပါလိမ့်မယ်ဒါကဘာလဲမန်နေဂျာဝန်ရဲ့မိမကအချိန်ပိုင်းအလုပ်လုပ်တာဘာမှလို့လဲမန်နေဂျာဝန်ဘလို့အလုပ်မျိုးလုပ်လဲဆိုတာနားထောင်ကြည့်လိုက်ဦးလေးချန်ပေါင်ကောခင်ဗျားကျွန်တော်ကိုဖျက်ဆီးလိုက်ပြီကုမ္ပဏီကကျွန်တော်ကိုအလုပ်ထုတ်လိုက်ပြီသူတို့ကရဲလဲတိုင်တော့မှာဒါတွေအကုန်လုံးကခင်ဗျားရဲ့အကြံပုတ်တွေပဲခင်ဗျားရဲ့ခဲဥပေးတဲ့ရွှန်း2000ဆိုတာခင်ဗျားနဲ့ဘာမှမဆိုင်ဘူးလို့ပြောရဲသလားဘာပတ်စံလဲငါမသိဘူးရှောက်မပြောနဲ့ငါကသူ့ဦးလေးပဲသူငါ့ကိုဘာမှမလုပ်ရဲဘူးအောင်ကောဒါတွေကအကုန်မှန်တွေပဲလား
ခမရကကျွန်တော်ဦးလေးလေအခုထိခဏလေးဝေခွဲမရဖြစ်တာပါလို့ပြောချင်သေးတာလားကျွန်တော်ကပဲအတင်းလုပ်နေတာလို့ပြောချင်သေးလားအကိုကြီးအကိုညီအရင်ထောင်ထဲသွားရမှာကိုဒီအတိုင်းထိုင်ကြည့်နေမှာလားကျွန်တော်ကအကိုရဲ့တူလေးတော်ညီလေးလေငငယ်ကလေးကအခုထိအကိုကြီးကျွန်တော်ကိုဘယ်တော့မှစွန့်ပစ်ဘူးလို့လဲချမ်ပေါင်ကောကအဖေကြီးကိုတင်းတင်းဆုပ်ကင်ထားပါတယ်အဖေရဲ့နှုတ်ခမ်းတွေတုံးရင်နေပြီးသူ့မျက်လုံးတွေကကျွန်တော်စီတလက်ဦးလေးစီတလက်နဲ့စိတ်ထဲမှာအကြီးကျယ်ရုန်းကန်နေရပုံပါပဲညီလေးမင်းလမ်းမနေပြီဦးလေးတို့ဒေါ်လေးတို့ဒါကအမှန်တရားတစ်ခုလုံးပဲအောင်ကောဒါကတကယ်ပဲလားမန်နေဂျာဝန်ကိုခမရတကယ်ပဲခိုင်းခဲ့တာလားညီလေးမင်းဘာတွေလုပ်ခဲ့တာလဲလူနာခန်းတကားကရုတ်တရက်ပွင့်သွားပြီးမိသားစုတွေကလူကြီးတချို့ဒေါသတကြီးနဲ့ဝင်လာကြပါတယ်သူတို့အားလုံးကဖုန်းတွေကိုကင်ထားကြပြီးအဲ့ဒီထဲမှာတော့ချန်ဟောင်းပို့လိုက်တဲ့ညင်းမရတဲ့တက်တွေရှိနေပါတယ်ညီလေးမင်းမှာဘာပြောစရာရှိသေးလဲအောင်ကောမင်းကမင်းအကူကိုတတ်နေတာပဲဘယ်လိုလုပ်ဒီလိုကိစ္စမျိုးလုပ်ရတာလဲအောင်ကောညီကိုချင်းကြားမှာတော့ငွေစရင်ကရှင်းရမှာပဲဒါပေမဲ့ငွေစရင်ဆိုတာပတ်စံအကြောင်းပဲဖြစ်ရမယ်လူတွေရဲ့နှလုံးသားအကြောင်းမဟုတ်ဘူးမင်းကမင်းအကူရဲ့နှလုံးသားကိုအကျွေးစရင်တစ်ခုလိုဆက်ဆံခဲ့တာပဲငါဘဝမှာညီကိုတန်ရောစင်နဲ့မျက်နှာပွင့်ဖို့ကိုပဲအလေးထားခဲ့တာဒါပေမဲ့မင်းကကောမင်းရဲ့အပေါ်ရနှစ်မရှိတဲ့မမာနာအတွက်နဲ့ငါတို့ညီကိုတန်ရောစင်နဲ့ချန်မီသားစုရဲ့ဂုဏ်တိတ်ခါကိုဖနှောက်နဲ့ပောက်ခဲ့တာပဲတာမင်းလောက်တာမှန်နဲ့ဒီမိသားစုကြီးကဒီလိုအကျင့်ပြတ်ခြားစားမှုတွေအောက်မှာဆက်ပြီးလမ်းမခံနိုင်တော့ဘူးအကိုကြီးကျွန်တော်မှားပါပြီတကယ်မှားပါပြီအားလုံးရဲ့ကဲရဲ့ရှုပ်ချမှုတွေနဲ့အကိုဖြစ်သူရဲ့စိတ်ပြက်နေတဲ့မျက်လုံးတွေရှိမှသူဟာလုံးဝကိုစိတ်တက်ကြပြီးပြိုလဲသွားပါတော့တယ်ရက်အနေငယ်ကြာမှချမ်ပေါင်ကောဟာရဲရရှိတွေနဲ့အတူရဲစခန်းကနေထွက်လာပါတယ်သူဟာတခဏချင်းမှတင်အိုးစားသွားတယ်လို့ပဲစပင်တွေဖြူသွားပြီးကြောကလည်းကုန်းသွားခဲ့ပြီးဥပဒေရဲ့ရှေ့မောက်မှာရောမိသားစုတန်ရောစင်တွေပြိုလဲသွားတဲ့ရှေ့မှာပါသူအကုန်လုံးဝန်ခံခဲ့ပါတယ်ပြီးတော့နေရာအနှံ့မှာပတ်စံလိုက်ချေးပြီးရွမ်60နှစ်သူညကိုဟိုတယ်စီပြန်ပေးခဲ့ပါတယ်နောက်ဆုံးမှာတော့သူကိုယ်တိုင်အမားကိုဝန်ခံပြီးပတ်စံပြန်ဆက်ခဲ့တာကြောင့်ရောချန်ဟောင်တို့ဘက်ကခွင့်လွှတ်ပေးခဲ့တာကြောင့်ပါတရားရုံးကပြစ်ဒဏ်ကိုလျှော့ပို့ပေးခဲ့ပါတယ်သူထောင်မကျခဲ့ပါဘူးဒါပေမဲ့ထောင်ကျတာထက်ပိုပြီးနာကျင်ရပါတယ်သူနှစ်ပေါင်းများစွာတိစောက်ခဲ့တဲ့မိသားစုတွေကဂုဏ်သတင်းတွေကတော့အကုန်လုံးပျက်စီးသွားခဲ့ပြီးတလအကြာမှာတော့ချန်ဟောင်ရဲ့အိမ်မှာနေအောင်ကြီးတွေတားရနေပါတယ်အဖေချန်ကောဟာစေးရုံကဆင်းလာခဲ့ပါပြီသူဟာမိဖို့ကြောင့်မှဟင်းတွေချက်ရင်အလုပ်ရှုပ်နေပါတယ်ထမင်းမစားခင်မှာအဖေကသူ့ခန်းထဲကတစ်သားရုပ်ထုလေးတစ်ခုကိုထုတ်လာပြီးစပွဲအလယ်မှာတင်ထားလိုက်ပါတယ်သားဒီအိမ်ကိုနောက်မှာတားပဲစောင့်ရှောက်ရတော့မယ်အဲ့ဒီအချိန်မှာပဲအိမ်ရှိကဗက်တီတန်ကြားလိုက်ရတဲ့ချန်ဟောင်တကားဖွင့်လိုက်တော့ဦးလေးချန်ပေါင်ကောနဲ့သူ့မိသားစုရောက်နေတာပါချန်ပေါင်ကောကရိုးရိုးရှင်းရှင်းအဝတ်စားဟောင်းတွေကိုဝတ်ထားတဲ့ဒေါ်လေးနဲ့ချန်မင်းတို့ကလည်းကောင်းကုန်ပြီးအမားအတွက်နောက်တရနေတဲ့ပုံစံပါပဲဟောင်ကောကျွန်တော်တို့တောင်းပန်ပါတယ်လို့သူတို့ကပြောကြတယ်အဖေကအရှိကိုလှမ်းထွက်လာပြီးသူ့ညီလေးပေါင်ကောကိုအသားရထူလိုက်ပါတယ်လူတယောက်ရဲ့ဘဝဆိုတာအနှစ်သာရရှိဖို့ပဲလိုတာပါပေါ်ရန်ဟန်ပြဖို့မဟုတ်ပါဘူးပတ်စံဆိုတာပြန်ရှာလို့ရတယ်မျက်နှာဆိုတာလည်းပြန်ဆယ်လို့ရတယ်ဒါပေမဲ့နှလုံးသားသာပုတ်သွားရင်တော့ဘာမှပြန်မရနိုင်တော့ဘူးအကိုကြီးကျွန်တော်တကယ်မှားခဲ့ပါတယ်ဦးလေးအတိတ်ကကိစ္စတွေထားလိုက်ပါတော့အကောင်းဆုံးရှင်သန်သွားကြမယ်ဆိုရင်တို့တွေကမိသားစုတွေပါပဲမိသားစုတွေတူတူထိုင်ပြီးထမင်းစားကြတယ်အဖေကဦးလေးရဲ့ပကံထဲကိုဟင်းတစ်ဖက်ထည့်ပေးလိုက်ပါတယ်ဦးလေးချန်ပေါင်ကောကတော့မျက်ရည်ဝိုင်းရင်းနဲ့ဘာစကားမှမပြောဘဲစားနေပါတယ်အညိုးတီးတွေနဲ့အကြံစီတွေအကုန်လုံးကဒီထမင်းတစ်ဝိုင်းမှာတင်အရေးပြောသွားခဲ့ပါပြီသတင်းပေါက်အပြင်ဘက်မှာနေအောင်ကြီးကတာယာနေပြီးလေးလေးတိုက်ခတ်နေတဲ့စိတ်မကောင်းစရာတွေအကုန်လုံးပြက်ကွယ်သွားခဲ့ပြီးမုံတိုင်းအပြီးမှာတော့မိသားစုလေးဟာနှွေးထွေးမှုနဲ့ငြိမ်းချမ်းမှုကိုပြန်လည်ရှာတွေ့သွားပါတော့တယ်